အားလုံးပဲမင်္ဂလာပါဒီကနေ့ကကျွန်တော်ပြန်ပြီးတော့မှလေ့လာမယ်အကြောင်းအရာကတော့ချီဆောင်ခြင်းနဲ့ပတ်သက်တဲ့လူအများစုရှုပ်ထွေးတတ်တဲ့အကြောင်းအရာကိုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်လေ့လာမယ်အကြောင်းအရာဒဲမှာဒီကျမ်းပိုက်လေးနဲ့ပတ်သက်တဲ့အရာကိုအနည်းငယ်ပြောပေးခြင်းနဲ့တင်းမောသဖန်ပင်ကိုအဆွဲပြူ၍ပုံသက်တဲ့တစ်ခုကိုမှတ်ကြလော့တင်းဘောသဖန်ပင်ဒီအခက်လက်နှုတ်၍အရွက်ပေါက်သောအခါຫນွေကာလနီးတီကိုသင်တို့သိကြ၏ထိုနည်းတူထိုအကြောင်းအရာလုံးစုံတို့ကိုမြင်ရလင်လူသားသည်တကားဝတိုင်အောင်အနည်းသူရောက်တော်မူသည်ဟုသိမှတ်ကြလော့အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှမှားယွင်းတဲ့အ내ဖွင့်မှုတွေရှိပါတယ်အဲ့ဒီမှားယွင်းတဲ့အ내ဖွင့်မှုကပါလဲဆိုတော့ Lances လို့ခေါ်တဲ့ American ဓမ္မပညာရှင်တူပေါ့နော်သူလည်းဓမ္မပညာရှင်တော့ဓမ္မပညာရှင်ပဲသူက1980မှာဒီနောက်ဆုံးသောကာလနဲ့ကြွလာခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူရေးတယ်အဲ့ဒါမှာသူဘယ်လိုရေးသားလဲဆိုတော့ဒီတင်းမောသဖန်ပင်ဆိုတာကဣသရေလလူမျိုးတွေဖြစ်တယ်ဆိုတော့မှသူကအ내ဖွင့်လိုက်တာအဲ့တော့ဣသရေလလူမျိုးတွေဖြစ်တယ်ဣသရေလလူမျိုးဒီတင်းမောသဖန်ပင်အရွက်နှုတ်ပေါက်တယ်ဆိုတာကဣသရေလအရာနိုင်ငံပျောက်တယ်ပြီးတော့မှနိုင်ငံပြန်ရလာတယ်လွတ်လပ်ရေးတွေပြန်ရလာတယ်သူတို့ပြန်ပြီးမှတိုးတက်လာတယ်အဲ့ဒီအရာကိုဖြစ်တယ်ဆိုတော့မှသူကအ내ဖွင့်တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုပင်လင်တကယ်နော်ဒီ dispensation ဓမ္မပညာရှင်တွေဖြစ်တဲ့ DTS ပေါ့ Dallas Theological Seminar ရဲ့ဒါ president ဖြစ်တဲ့ Volvo လို့ခေါ်တဲ့ဓမ္မပညာရှင်ကြီးအဲ့ဒီဓမ္မပညာရှင်ကိုယ်တိုင်ကဒါဟာလုံးဝမှားယွင်းတဲ့အ내ဖွင့်မှုဖြစ်တယ်လို့ကောက်ချက်ချပါတယ်ဆိုတော့ဒီအကြောင်းအရာကိုသဘောမတူတဲ့ဓမ္မပညာရှင်မြောက်များစွာရှိတယ်အဲ့ဒါကလုံးဝကိုလူရာဆွဲတလွဲကျမ်းစာကိုအသုံးပြုတာဖြစ်တယ်ဆိုတော့မှဓမ္မပညာရှင်အများစုကပြောပါတယ်ဒါပေမဲ့အဲ့ဒီအယူဆကြီးကိုမြန်မာခရစ်ယာန်အတိုင်းဝိုင်းမှာအဟုတ်ကြီးလို့ထင်နေတဲ့သူတွေရှိတယ်နော်ဒီသင်္ဘောသဖန်ပင်ဆိုတော့ Israel ဂျူးလူမျိုး Israel နိုင်ငံဆိုတော့မှရှောက်ထင်တဲ့သူတွေမြောက်များစွာရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ကဲဘာကြောင့်အဲ့လိုမျိုးသင်္ဘောသဖန်ပင်နဲ့ Israel ကိုချိတ်တာလဲဆိုတော့ဒီမဿဲ24 30နဲ့33နဲ့မဿဲ24 34 35ပေါ့ယခုဖြစ်သောလူများဆိုတဲ့အရာနဲ့ဒီသင်္ဘောသဖန်ပင်ကိုသူတို့ချိတ်တာဖြစ်ပါတယ်အဲ့ဒီကျမ်းပိုက်ကိုကျွန်တော်ဖတ်ပေးခြင်းနဲ့ငါအမှန်ဆိုသည်ကယခုဖြစ်သောလူများမကုန်မီထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်ထိုအချိန်နာရီကိုကအဘယ်သူမျှမသိကောင်းကင်မှာမသိငါခမဲတော်တပါးတည်းသာသိတော်မူ၏လို့ပြောတယ်အဲ့တော့ဒီသင်္ဘောသဖန်ပင်ကိုဣသရေလလို့ပြောတဲ့သူတွေကဒီမှာပေါ်ပြထားတဲ့ယခုဖြစ်သောလူများ